ဒီလက်နက်ကဘလောက်တောင်ရှုပ်ထွေးလဲဆိုရင်အမေရိကန်ရဲရရှိတွေတောင်မသုံးချင်ကြတော့တဲ့အထီပါပဲတာမန်နံပါတ်တုတ်တစ်ချောင်းကဘလောက်တောင်ရိုးရှင်းလဲတီးကြလားကောက်ကင်လိုက်မယ်လွှဲရိုက်လိုက်မယ်ဒါဆိုရင်ပဲပြစ်မှတ်ကိုထိန်းချုပ်နိုင်သွားတာမျိုးပေါ့ဒါပေမဲ့ထွန်ဖာလို့ခေါ်တဲ့လက်နက်တစ်ခုရှိပါတယ်ဒါကိုစနစ်တကျကင်တွေတတ်ဖို့တင်ယူယုံတင်လာပေါင်းများစွာလေ့ကျင့်ရတတ်ပြီးနောက်ဆုံးမှာတော့ရဲရရှိအများစုဟာလေ့ကျင့်ရေးနိုင်အနည်းငယ်အကြမှာပဲလက်လျှော့သွားကြတာပါအံ့ဩဖို့ကောင်းတယ်မဟုတ်လားဒါပေမဲ့ပိုပြီးယူကျင်စရာကောင်းတဲ့အချက်ကနောက်မှလာပါအောင်မယ်ဒီရဟာမူလကတည်းကရဲတွေတုံးဖို့အတွက်ဖန်တီးထားခဲ့တာလုံးဝမဟုတ်ပါဘူးလူအများစုကတော့ဒါကိုရဲတွေအတွက်လို့ထင်နေကြတာပါဒါဟာတကယ်တော့အကောက်ပဲတီးနှံတွေကိုကြိတ်ခွဲတဲ့နေရာမှာသုံးတဲ့လက်ကင်တစ်ခုဖြစ်ပြီးရိုးရှင်းလာတဲ့လေယာသုံးကိရိယာလေးတစ်ခုပါပဲဒါပေမဲ့ရှေးဟောင်းဂျပန်ခေတ်တုန်းကဆာမူရိုင်းတွေဟာလက်သမားတွေကိုလက်နက်ကင်ဆောင်ခွင့်ပိတ်ပင်ခဲ့ကြပါတယ်အဲဒီခါမှာတော့ဒီလက်သမားတွေဟာတာမန်ကျိတ်ဆုံလက်ကင်တစ်ခုကိုလက်နက်တစ်ခုအဖြစ်အတင်းကျပ်ဖန်တီးပြောင်းလဲလိုက်ကြပါတော့တယ်ဒီလက်နက်ကိုအနီးကပ်ခုခံကာကွယ်ဖို့နဲ့ပြန်လည်တိုက်ခိုက်ဖို့အတွက်လက်နက်ဖက်လုံးနဲ့တပြိုင်နက်တည်းအသုံးပြုလို့လည်းရနိုင်ပါတယ်ဒါကြောင့်တွန်ဖာလို့ခေါ်တဲ့ဒီလက်နက်လေးဟာကြည့်လိုက်ရင်ရိုးရှင်းတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့ဒါဟာအကျက်တဲကြားကနေပေါ်ထွက်လာတဲ့ထူးခြားတဲ့တီထွင်ကြံစမှုတစ်ခုပဲဖြစ်ပါတယ်ဒါကတကယ်ကိုအံ့ဩစရာကောင်းတယ်လို့မထင်ကြဘူးလားလူကြီးမင်းတို့ရဲ့အမြင်တွေကိုလည်းအောက်က comment မှာရေးပေးသွားခဲ့ပါဦးနော်